နှစ်သိန်းစလုံးဂိုးသွင်းနိုင်ပြီးဘုံဘောက်ကိုခက်ခက်ခဲခဲအနိုင်ယူရမယ်မန်စီးတီးပရိသတ်များလုံးမမိလားများရှုံးအိုင်မက်ခွန်ရှိကုန်အလိုက်အင်းချင်းကနေအားလုံးကိုပြင်လဲကြိုးလိုက်ပါတယ်မန်စီးတီးဟာ2026-29ရာတီကိုနီးပြတဲ့အန်ဇိုမာရက်စကားရဲ့လက်အောက်မှာစတင်ဖြတ်တန်းရမှာပါအကြီးမားဆုံးအကျိုးတရားမှုကတော့ခွေးလက်အင်ဂျင်ဖြစ်တဲ့ရိုဒီဘတ်စတာကိုပြောင်းရွှေ့သွားတာနဲ့ဘာလိုစီးပါတို့အသင်းကနေထွက်ခွာသွားတာပဲဖြစ်ပါတယ်ဒါ့အပြင်တီဂျာနီရိန်တာလည်းဆော်လီလီကိုပြောင်းရွှေ့သွားပြီဖြစ်လို့မိုင်စကာနီနဲ့ကွင်းလယ်ကိုအသစ်ပြန်လဲတီးဆောက်နေရပါတယ်ရိုဒီမရှိတော့တဲ့နေရာမှာလူသစ်အီလီယော့အန်ဒါဆန်ကိုအသုံးပြုလာဖို့ရှိနေပေမဲ့ဂွိုင်လာခစ်ကအလိုကွင်းလယ်ကိုလုံးဝစိုးမိုးချုပ်ကိုင်နေတဲ့အနေအထားမျိုးရရှိဖို့အချိန်ယူအောင်ပါပါ။တရားကစားသမားတွေအနေနဲ့တောင်မတိုင်းစစ်ကစားမဂျာမီတို့ကကွန်ဒီတိုင်းပွဲစဉ်ချမှာခြေစလုံးကြွက်သားတင်ရဟောင်းကိုပြန်လည်နာကျင်လာတာကြောင့်ပွဲစဉ်တစ်ဝိုင်းနဲ့လူစားလဲခင်ခဲ့ရပြီးဒီပွဲကိုလည်းချုံမှုများနေပါတယ်။ဒါပေမဲ့လည်းအာလင်ဟာလန်ပါဝင်လာမှာဖြစ်လို့တိုင်းစစ်ပိုင်းကတော့ချင်းချောက်နိုင်စွမ်းရှိနေသေးပါ။ထွန်းမှလည်းပုံမှန်အသင်းဟာနီးပြအသင်းမာကိုရိုစီယာလက်အောက်မှာရာသီတစ်ကိုပုံစံအသင်းနဲ့ချင်းကပ်လာမှာပါ။မာကိုရိုစာလိုင်းစင်းနဲ့ဒေါမွန်တင်းတွေမှာကျင်းသုံးခဲ့တဲ့ပြင်းထန်တဲ့ဂျာမန်ဖီအားပေးကစားဟန်ဂျာဂျန်ဘရန်စင်ကိုအသုံးပြုလေးရှိတာကြောင့်ရိုဒီမရှိတော့တဲ့စီးရီးကွင်းနယ်ကိုအမားလုံးမိစေဖို့အဓိကပြမှတ်ထားဖီအားပေးလာပါလိမ့်မယ်။ပြီးခဲ့တဲ့မေလအတွင်းကစားခဲ့တဲ့နောက်ဆုံးတွဲဆုံမှုမှာဘုံမောက်အသင်းကစီးရီးကို1-1နဲ့အသေးအကျကစားနိုင်ခဲ့တဲ့မှတ်တမ်းကောင်းရှိထားပါတယ်။အဲပွဲမှာစီးရီးအသင်းကပွဲကစားချိန်94မိနစ်ရောက်မှသာဟာလန်ချီပါကိုနဲ့တေးတမတ်ရောက်နိုင်ခဲ့တာပါ။စီးရီးတင်ဟာဘုံမောက်နဲ့တွဲဆုံမှုတွေမှာအစင်လာရအပြတ်သက်သားလုံးလေးရှိပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာဘုံမောက်ကရမတ်တွေခွဲဝေယူလာနိုင်တာတွေ့ရပါတယ်။နောက်ဆုံး၅ချိန်တွဲဆုံမှုတိုင်းမှာအသင်းစလုံးဂိုးသွင်းနိုင်ခဲ့တာတွေ့ရပြီး၄ပွဲမှာ3ခုနဲ့အထက်ဂိုးတွေထွက်ပေါ်ထားပါတယ်။ဒီပွဲမှာမန်စတီးအသင်းကအိမ်ဝင်းဖြစ်တာရင်ဟာလန်ပါဝင်နေတာရဲ့အကြောင်းအနိုင်ရဖို့လာလာပုံများပေမဲ့ပုံမှန်တော့ဂိုးပြတ်အနိုင်ရမယ့်အနေအထားမျိုးမဟုတ်ပါဘူး။ကွင်းလယ်ပိုင်းပြောင်းလဲနေကြောင်းဘမောက်အသင်းကချီပါကိုဒါမှမဟုတ်ဥဆောင်ကိုသွင်းယူနိုင်စွမ်းရှိနေပါတယ်။အဲဒါကြောင့်နှစ်သိန်းစလုံးဂိုးသွင်းယူနိုင်မဲ့ပွဲဖြစ်လာနိုင်ပြီးမန်စတီးက2-1ကိုနဲ့ခက်ခက်ခဲအနိုင်ရသွားမယ်လို့ခန့်မှန်းရပါတယ်။မိတ်ဆွေတို့ရောဘယ်လိုထင်ကြလဲဘယ်အသင်းနိုင်မလဲဆိုတာကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးခဲ့ကြပါဦး